大家好ကဲကျွန်မတရုတ်လိုနှုတ်ဆက်လိုက်တယ်နော်ကျွန်မဘာလို့တရုတ်လိုနှုတ်ဆက်တယ်လဲဆိုရင်အခုဒီဗီဒီယိုကတရုတ်စာတင်တန်းအကြောင်းကိုပြောမှာဖြစ်ပါတယ်တရုတ်စာတင်တန်းအကြောင်းကိုပြောခင်ကျွန်မတင်ခဲ့တဲ့တရုတ်စာတင်တန်းအကြောင်းကိုအရင်ပြောမယ်နော်ကျွန်မလွန်ခဲ့တော့နှစ်20တုန်းကတရုတ်စကားတင်ခဲ့ဖူးတယ်တရုတ်စာလည်းရေးခဲ့ဖူးတယ်တရုတ်ကဗျာလည်းရွတ်ခဲ့ဖူးတယ်တရုတ်တချင်းတွေလည်းဆိုခဲ့ဖူးပါတယ်နော်ဒါပေမဲ့အခုအမေရိကန်နိုင်ငံရောက်နေပြီဆိုတော့တရုတ်စကားကတော့အမှုမဲ့အမမဲ့ဖြစ်နေပြီလေနော်ဒါပေမဲ့ကျွန်မအမေရိကန်မှာအမြဲတမ်းတုံးသားရှိတယ်ကျွန်မလက်ဆွဲတရုတ်စကားတစ်ခုရှိတယ်နော်အဲ့ဒါဘာလဲဆိုရင်我要小辣椒ကျွန်မကအဲ့ဒီတရုတ်ဆိုင်ကိုတွားရင်လေတရုတ်မကိုအင်္ဂလိပ်လိုပြောရင် तू ကဘယ်တော့မှနားမလဲအဲ့ကြောင့် तू ကအမြဲတမ်းကျွန်မ我要小辣椒လို့အမြဲတမ်းပြောအဲ့ကြောင့် तू ကချီလီဘူးလေအမြဲတမ်းထုတ်ပေးတယ်我要小辣椒ဆိုတာကကျွန်မချီလီလေးနည်းနည်းလိုချင်ပါတယ်ဆိုတဲ့ဟာလေးပေါ့နော်အဲ့ဒီဟာလေးကကျွန်မရဲ့လက်သုံးစကားပေါ့ဒါနဲ့တရက်တော့ကျွန်မကအလုပ်ထင်မှာပေါ့နော်ဆူရှီလိုက်တဲ့အလုပ်ထင်မှာတရုတ်လင်မယားနှစ်ယောက်ကအဲ့ဒီ grocery store က order လုပ်ထားတဲ့ပစ္စည်းကိုတရုတ်ပြည်ကနေလာပို့တာ truck ကားကြီးအကြီးကြီးနဲ့ကားမောင်းပြီးလာပို့တာအဲ့ချိန်မှာ manager တို့ကအဲ့ဒီပစ္စည်းကိုယူရမှာသူတို့ကအဲ့ဒီတရုတ်လင်မယားနဲ့သူတို့စကားအခြေအတင်ပြောလို့အဆင်မပြေလို့ထင်တယ်ကျမကိုလာခေါ်တယ်ကျမလာခေါ်ပြီးတော့အကူကြီးတောင်းတယ်ပေါ့နော်ကျမလည်းဘေးရမလဲတရုတ်လင်မယားကိုတွေ့နေနီဟောင်းဆိုပြီးလှုပ်လိုက်တယ်အဲ့ဒီလင်မယားလည်းဟာ smoke ပြစမြုပ်ပြအောင်ကျမကိုရှင်းပြတယ်ကဲဟုတ်ပြီပေါ့ခဏလေးပေါ့အဲ့တော့ဒီဘက်ကလူကိုလည်းမေးတယ်ဘာ what's going on ပေါ့နော်ဘာဖြစ်တာလဲပေါ့အဲ့လိုမေးလိုက်တော့သူတို့ကလည်းသူတို့ဘက်ကအဖြစ်အပျက်ကိုပြောပြပြီးတော့ကျမကလွန်ခဲ့တော့နှစ်20တုန်းကကျမတင်ခဲ့တဲ့တရုတ်စကားကိုအကုန်ထုတ်သုံးပြီးတော့သူတို့ရဲ့ပြဿနာကိုဖြေရှင်းလိုက်တယ်ပြောချင်တာကွာတရုတ်စကားဆိုတာလွန်ခဲ့တော့နှစ်20တုန်းကတင်ခဲ့တဲ့တရုတ်စကားဆိုပေမဲ့လည်းဒီအမေရိကန်နိုင်ငံမှာဆိုရင်တော့မှတရုတ်စကားကိုအဲ့လိုလေးအတုံးဝင်နေဆိုတဲ့ဟာကိုပြောပြချင်တာနော်အဲ့ဒီအမေရိကန်ကြီးကြားမှာကျမကတရုတ်လို translate လုပ်ပြီးတော့သူတို့ကလေ wow that you speak Chinese too that I'm so proud of you အကိုင်တဲ့သူတို့ရှေ့မှာကျမနည်းနည်းကော်လာလေးထောင်သွားတယ်ပေါ့အဲ့နဲ့အဲ့လိုလေးဖြစ်ခဲ့ဖူးတယ်ပေါ့နော်အဲ့ဒါကျမရဲ့ experience ပေါ့နော်ပြီးခဲ့တဲ့2024တုန်းကကျမမလေးရှားရောက်ခဲ့တယ်နော်မလေးရှားရောက်တဲ့အချိန်မှာလည်းကျမတို့မြန်မာလူမျိုးတွေတော်တော်များများတရုတ်စကားပြောပြီးတော့အလုံးလုံးနေကြတယ်သူတို့တတ်တယ်လို့မှတ်တယ်လို့ပေါ့နော်သူတို့မလေးရှားမှာနေကြာသွားလို့တရုတ်စကားတတ်သွားလို့တရုတ်စကားတတ်သွားတော့သူကလှစာလည်းပိုရတယ်ပြီးတော့တထေးတွေက attention လည်းပိုရတယ်လို့ပြောကြတယ်တကယ်လေးဟုတ်လေကျမနေခဲ့တဲ့မလေးရှားမှာတော့ကလည်းတရုတ်စကားတက်ရင်ကအကုန်လုံးအလုပ်အရန်အဆင်ပြေတယ်ပေါ့နော်အဲ့ဒါကြောင့်အခုလက်ရှိမှာတရုတ်စကားတင်ချင်တဲ့လူတွေကစင်ကာပူမှာနေတာလားကို့အလုပ်ထမှာအဆင်မပြေဘူးဆိုရင်လည်းတင်လို့ရတယ်ယူဒီယာမှာကိုကတရုတ်စကားတက်ချင်တယ်ယူဒီယာမှာနေရဆိုလည်းတင်လို့ရတယ်ဗီယက်နမ်မှာနေတဲ့လူလည်းတင်လို့ရတယ်မလေးရှားမှာနေသလားအလုပ်ရှာလို့အဆင်မပြေဘူးလားတရုတ်စကားကိုအပေါ်ရန်လေးတင်ချင်တယ်ဆိုရင်လည်းရပါတယ်လို့နော်ဒီအခုကျမပေးထားတဲ့အပေါ်ကနူးနူးဆိုတဲ့ကျမရဲ့တူမလေးကတူမလေးအရင်ပါနော်သူကအခုလုံးလုံးဆယ်သူကိုယ်တိုင်ဒီစက်ယုံကြီးတစ်ခုလုံးကိုအုပ်ချုပ်ပြီးတော့သူကိုယ်တိုင်စကပြန်လုံနေတဲ့သူတယောက်ပါပြီးတော့တင်တန်းလေးပေးနေပါတယ်ပေါ့နော်သူကဇက်အသက်တာဆုံးနဲ့ဇက်ချူတတ်နဲ့ဒီတရုတ်စကားကိုတင်ပေးနေတာဟုတ်ပါတယ်သူကဟိုone by one လည်းတင်လို့ရတယ်လို့ဒီZoom class နဲ့လည်းတင်လို့ရပါတယ်လို့เนาะအဲ့ဒါကြောင့်ဘယ်နေရာဘယ်ဒေသကပဲဖြစ်ဖြစ်တရုတ်စကားကိုကောင်းကောင်းမွန်မွန်ကျွမ်းကျင်တတ်ချင်တယ်ဘဒုစီမှာအားရမှလည်းမသိဘူးမိဘတွေရှိတယ်ဆိုရင်လည်းဒီကျမအခုပေးထားတဲ့နူးနူးဆိုတဲ့အကောင့်ကို add follow လုပ်ပြီးတော့သူ့ကိုတွားပြီးတော့မြင်မြန်စုံစမ်းလို့ရပါတယ်အခုလက်ရှိလည်းသူကတင်နေပါတယ်လို့เนาะကဲအမေရိကမှာနေတဲ့အမျိုးတွေရောเนาะကိုယ့်ရဲ့တူမတွေကိုအလုပ်ရှာလို့အလုပ်ဘာလုပ်ခိုင်းလို့လုပ်ခိုင်းရမှမသိဘူးဘာတင်တန်းတက်ခိုင်းရမှမသိဘူးတင်တန်းကလည်းဘဒုစီဆက်သွယ်ရမှမသိဘူးဆိုရင်ကျမကိုဒါဆက်သွယ်လိုက်အမေရိကမှာနေတဲ့လူတွေကတော့ကျမကိုဆက်သွယ်လို့ရပါတယ်เนาะဒါမှမဟုတ်လဲယူရိုတွေကိုတိုင်းသူ့ရဲ့ website ကိုတွားပြီးတော့ဆက်သွယ်မယ်ဆိုရင်လည်းရပါတယ်လို့နော်သူ့ရဲ့ Facebook account ကဒီဟာပါ Facebook account မှာလည်းဆက်သွယ်လို့ရတယ်လို့ TikTok account မှာလည်းဆက်သွယ်လို့ရပါတယ်နော်အဲ့တော့ကျမရဲ့တူမလေးအရင်ဆိုတော့ကျမကိုယ်တိုင်အမှတ်ခံတယ်အဲ့ဆိုတော့ကဲယူရိုတွေအားလုံးစိတ်ချလက်ချတာတရုတ်စကားတတ်အောင်တင်ဖို့တာစဉ်းစားပြီးတော့เนาะလုံးဝစိတ်ချလက်ချတာတင်ပြီးတော့เนาะဒီနူးနူး account ကိုတွားပြီးတော့ follow လုပ်ပြီးတော့ add လုပ်ပြီးတော့တွားပြီးစုံစမ်းကြပါလို့ okay thank you bye 谢谢你们 bye